ရန်ကုန်မိုးပြန့်အမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းတိစောက်ဖို့ရန်ကုန်မိုးပြန့်အမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းစီမံကိန်းဦးဆောင်ကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကအောက်တိုဘာ20ရက်နေ့မှာထုတ်ပြန်ကြောင်းမြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားပါတယ်။စက်မှုဆောင်တွေအကြားချိတ်ဆက်မှုကောင်းစေဖို့အတွက်ပင်လယ်ကူးတင်မော့စိတ်ကမ်းတွေ dry port တွေအခြေပြုမြို့သစ်တွေနဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေအဆင်ပြေချောမွေ့လာစေဖို့နိုင်ငံရဲ့စီးပွားရေးစင်ကြံလမ်းမကြီးတစ်ခုပေါ်ထွန်းလာစေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။စီမံကိန်းဦးဆောင်ကော်မတီမှာဆောက်လုပ်ရေးဝန်ကြီးကဥက္ကဋ္ဌအဖွဲ့ဝင်တွေအဖြစ်ရန်ကုန်တိုင်းဝန်ကြီးချုပ်ပို့ဆောင်ဆက်သွယ်ရေးဒုတိယဝန်ကြီးဗဏ္ဍာအခွန်ဒုတိယဝန်ကြီးနဲ့လျှက်စစ်စွမ်းအားဒုတိယဝန်ကြီးအတွင်းရေးမှူးအဖြစ်ဆောက်လုပ်ရေးဒုတိယဝန်ကြီးကတာဝန်ယူသွားမှာပါဦးဆောင်ကော်မတီအနေနဲ့ရန်ကုန်မိုးပြန့်အမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းတို့ဆက်ဆက်ပြီးလူမှုရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးရှိထိရောက်စေမယ့်အမြန်လန်းတွေရဲ့လမ်းဥကြောင်းတွေကိုရှာဖွေဖော်ထုတ်သွားမှာပါဒါအပြင်စီမံကိန်းတစ်လျှောက်မှာပေါ်ထွက်လာမယ့်စက်မှုဆောင်တွေ logistic hub, dry port စိတ်ကမ်းတွေနဲ့အခြေပြုမြို့သစ်တွေဖွံ့ဖြိုးလာစေရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနတွေအဖွဲ့အစည်းတွေတိုင်းဒေသကြီးအစိုးရအဖွဲ့တွေအကြားချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်စီမံကိန်းမှာယင်းနှိမ့်မြုံနှံမှုတွေကိုဘတ်ဂျက်အသုံးပြုမှုအနည်းဆုံးကိုအခြေပြုပြီးပြည်သုံးလုံးစနစ်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပြီးရခိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကထုတ်ပြန်ထားတဲ့တင်တာလုံထုံးလုံနည်းတွေနဲ့အညီဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ဦးဆောင်ကော်မတီအနေနဲ့စီမံကိန်းမှာနိုင်ငံတော်ရဲ့ဘတ်ဂျက်သုံးစွဲရမယ့်ကိစ္စရပ်တွေအပါအဝင်အရေးကြီးတဲ့ကိစ္စရပ်တွေကိုဆုံးဖြတ်ဆောင်ရွက်ရမယ့်အချက်တွေနဲ့ဆက်လျက်ပြီးပြည်ထောင်စုအစိုးရအဖွဲ့ရဲ့အတည်ပြုချက်ရယူသွားမယ်လို့သိရှိရကြောင်းပါခင်ဗျာ